ဂူရဲပိမိယာကနေအသက်ဘေးကလွတ်လာတဲ့လာအိုလူငယ်လေး9ယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမန်းလေး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဘာတဝန်လုံးကိုတုံ့လှုပ်သွားစေခဲ့တဲ့သတင်းတစ်ပုဒ်ကတော့မှောင်မိုက်ကျဉ်ကျက်တဲ့မြေအောက်လှိုင်ကူထဲမှာရှေ့ရက်တိုင်တိုင်ပိမိနေခဲ့တဲ့လာအိုလူငယ်9ယောက်ရဲ့ရှင်တန်ရေးတိုက်ပွဲနဲ့သူတို့ကိုအသက်ဆုံးခဲ့တင်ခဲ့ကြတဲ့နိုင်ငံတကာကယ်ဆယ်ရေးသူရဲကောင်းတွေရဲ့အကြောင်းဖြစ်ပါတယ်ဒီဖြစ်ရပ်ကအရင်ကကဘာကျော်ခဲ့တဲ့ထိုင်းနိုင်ငံတော်ဝက်ဘောလုံးအသင်းဂူရဲပိမိခဲ့တဲ့အဖြစ်အပျက်ကိုတောင်ပြန်လည်အမှတ်ရစေခဲ့ပြီးတော့တကယ်ပါလုံးကမျက်ခြေမပြတ်စောင့်ကြည့်ခဲ့ကြရတာပါဖြစ်စဉ်ကတော့ပြီးခဲ့တဲ့မေလ19ရက်နေ့ကလာအိုနိုင်ငံဆိုင်ဆောင်ဘူးပြည်နယ်မှာစတင်ခဲ့တာပါလာအိုလူငယ်10ယောက်ကသူတို့ရဲ့စာဝတ်နေရေးအတွက်ရွှေရှာဖို့ရည်ရွယ်ပြီးတော့လှိုင်ကူကြီးတစ်ခုတွေကိုဝင်ရောက်မြေတူးခဲ့ကြပါတယ်တဘာဝတရားဆိုတာခမန်းရခတ်တဲ့အတိုင်းရုတ်တရက်မိုးတွေတဲကြီးမကြီးရွာသွန်းလာပြီးတော့မိုးရီတွေကဂူထဲကိုအလုံးရင်းနဲ့ဝင်ရောက်လာကနှုံးမြေတွေရွှွန့်တွေနဲ့ဂူပတ်ဝက်ကိုပိတ်ဆို့သွားစေခဲ့ပါတယ်အဲ့ဒီလိုအနေရကြားတွေကနေလူ3ယောက်ကတော့အသက်လူပြီးတော့ပြေးထွက်နိုင်ခဲ့ပေမဲ့ကြံနေတဲ့လူငယ်9ယောက်ကတော့အလင်းရောင်လုံးဝမရှိတဲ့ဂူအမောင်ထဲမှာပိတ်မိသွားခဲ့ပါတော့တယ်။ပိတ်မိနေတဲ့နေရက်တွေကြာလာတာနဲ့အများဂူတွေကအခြေအနေကငရဲကန်းတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ပါလာတဲ့ရိတ်ခါတွေကုန်ခန်းသွားပြီးတော့အစာရေစာလုံးဝမရှိတော့တဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရပါတယ်။ပိတ်လောင်နေတဲ့နေရာဖြစ်တဲ့အတွက်အသက်ရှူဖို့အောက်ဆီဂျင်ရရှိမှုကလည်းတဖြည်းဖြည်းနေပါလာခဲ့ပါတယ်။မျောလင်းချက်တွေတဖြည်းဖြည်းမိမ့်မိလာတဲ့အချိန်မှာလူငယ်တွေရဲ့စိတ်ဓာတ်ခွန်အားကသူတို့ကိုအသက်ရှင်ဖို့တဲတဲလေးတွန်းအားပေးနေကြတာပါလာအိုအစိုးရအနေနဲ့ကယ်ဆယ်ရေးတွေအစွမ်းကုန်လှုပ်ဆောင်ခဲ့ပေမဲ့ဇက်တက်ရွာသွန်းနေတဲ့မိုးကြောင့်အခက်အခဲတွေအများကြီးကြုံခဲ့ရပါတယ်။ဒီအခြေအနေကိုသိသိချင်းနိုင်ငံတကာကအာရုံစိုက်လာပြီးတော့သတင်းစာမျက်နှာတွေမှာဟုတ်လေးတကြောဖြစ်ခဲ့တာပါ။မေလ24ရက်နေ့မှာတော့ထိုင်းနိုင်ငံနဲ့ဖင်လန်နိုင်ငံကအတွေ့အကြုံရဲ့ကယ်ဆယ်ရေးကျွမ်းကျင်သူတွေလာရောက်ပူးပေါင်းခဲ့ကြပါတယ်။မေလ26ရက်နေ့မှာတော့ကယ်ဆယ်ရေးစစ်စင်ရေးကိုအကျိတ်အနေပြုလုပ်ခဲ့ပါတယ်။ရေထုံးဆက်တွေအသုံးပြုပြီးဂူထဲကရေမျက်နှာပြင်ကို2မီတာအထိအသေးအတန်လျှော့ချခဲ့ရပါတယ်။ပိတ်မိနေသူတွေရှိနိုင်မယ့်နေရာအထိဆက်သွယ်ရေးစနစ်တွေကိုခက်ခက်ခဲခဲတွေ့တန်းခဲ့ကြပါတယ်။ဒီလိုကယ်ဆယ်ရေးတွေလှုပ်ဆောင်နေချိန်မှာရှေ့တန်းကနေပါဝင်နေတဲ့ထိုင်းကယ်ဆယ်ရေးအဖွဲ့ဝင်6ဦးအနက်2ဦးကဂူထဲမှာအောက်ဆီဂျင်ပြတ်လတ်မှုနဲ့အချိန်ဖိအားတွေကြောင့်အသက်ရှူကျပ်ပြီးတော့မူးဝေလာတဲ့အထိအသက်အန္တရာယ်ကြုံတွေ့ခဲ့ရပါတယ်။ဒါကြောင့်လုံခြုံရေးအရာနောက်ကိုပြန်ဆုတ်အနားယူပြီးမှစစ်စင်ရေးကိုဆက်လက်လှုပ်ဆောင်ခဲ့ရပါတယ်။မေလ29ရက်နေ့ဟာတကယ်ပါလုံးကမျော်လင့်ဆောင်စားနေတဲ့နေ့တစ်နေ့ဖြစ်လာခဲ့ပါတယ်။မဆုံမနစ်တဲ့ကျိုးပန်းမှုတွေရဲ့ရလဒ်အနေနဲ့အံ့ဖွယ်ရှာဖွေတွေ့ရှိမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ညနေ4:30အချိန်ပိတ်မိနေတဲ့လူငယ်9ဦးကိုအရင်ဆုံးအသက်ရှင်လျက်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ည9:40အချိန်နောက်ထပ်ကျန်ရှိနေတဲ့2ဦးကိုပါထပ်မံပြီးတော့တွေ့ရှိခဲ့ပါတယ်။တေမင်းလက်ကနေလွတ်မြောက်လာတဲ့လူငယ်လေးတွေကရုတ်တရက်ကယ်ဆယ်ရေးသမားတွေကိုမြင်လိုက်ရချိန်မှာဝမ်းသာလွန်လွန်အတင်းဖက်ပြီးတော့ငိုကြွေးခဲ့ကြပါတယ်။အခုဆိုရင်တော့လူငယ်9ဦးလုံးကိုဘေးကင်းစွာနဲ့ကယ်တင်နိုင်ခဲ့ပြီဖြစ်တယ်လို့သူတို့ရဲ့ကျန်းမာရေးကလည်းစိုးရိမ်စရာမရှိတော့ဘူးလို့သိရပါတယ်။သူတို့တွေရဲ့အိမ်ကိုအတူတူပြန်နိုင်ဖို့ဂူပေါဝါကိုရှာဖွေနေပြီးတော့စီစဉ်နေကြပြီဖြစ်ပါတယ်။ကဘာကြီးကစိုးရိမ်တကြီးစောင့်ကြည့်ခဲ့ရတဲ့ဒီဖြစ်ပျက်ဟာလူသားတွေရဲ့အရှုံးမပေးတဲ့ဇွဲလုံးလကယ်ဆယ်ရေးသမားတွေရဲ့ဆွန့်လွတ်အနစ်နာခံမှုနဲ့နိုင်ငံတကာရဲ့စီလုံးညီညွတ်မှုတွေကိုအကောင်းဆုံးသက်သေပြလိုက်တာဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတို့အနေနဲ့ရောနိုင်ငံတကာကဝိုင်းဝန်းကယ်ဆယ်ပေးမှုနဲ့အတူအသက်ဘေးကနေအံ့ဖွယ်လွတ်မြောက်လာတဲ့ဒီလာအိုလူငယ်9ယောက်ရဲ့အဇွဲလုံးလအပေါ်မှာဘယ်လိုမှတ်ချက်ပြုချင်ပါသလဲရှင်။ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။